တက်ဆာဆိုတဲ့ဈေးကိုကြားဘူးကြလားသိကြလားဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာတက်ဆာဆိုတဲ့ဈေးကိုတောက်နေတဲ့သူတွေရှိလားဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုမိတ်ဆွေတွေမှာအဲ့ဒီဈေးတွေကိုအချိန်ကြာကြီးတောက်နေတဲ့သူတွေတွေ့ဘူးကြလားတက်ဆာဆိုတဲ့ဈေးကတေချာလေးသုံးတက်လို့ရှိရင်နတ်ဈေးလိုအစွမ်းထက်ပြီးတော့အသုံးမတက်လို့ရှိရင်နတ်ဆိုးတစ်ပါးလိုခန္ဓာကိုယ်ဒုက္ခပေးတဲ့ဈေးလို့ပြောလို့ရတယ်တက်ဆာကဆိုလို့ရှိရင်ဒီဆရာဝန်ညွှန်ကြားမှုနဲ့ပေါ့နော်ရေတူဘက်တောက်ရတဲ့ဆေးဖြစ်တယ်အချိန်ကြာကြီးကိုယ်သဘောနဲ့ကိုဆွဲပြီးတောက်ရတဲ့ဆေးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဆိုင်တွေကနေပြီးဆက်ဆေးတွေအများကြီးရောင်းတယ်အဲ့ဒီထဲမှာတက်ဆာတွေအများကြီးတွေ့ရတယ်လူနာတွေကလည်းအဲ့ဆေးကိုပြန်ပြီးတော့ဝယ်တောက်ကြတယ်ပေါ့နော်ဒူနာခါနာကြိုက်ခဲနာခြင်းဖျားနာချောင်းဆိုးရင်ကျက်နော်ပြီးလို့ရှိရင်စားဝင်အိပ်ပျော်ဝါဆေးဆိုပြီးတော့အဲ့ဒီဆေးတွေကိုအချိန်ကြာကြီးတောက်နေတဲ့သူတွေအများကြီးတွေ့ရတယ်အဲ့လိုမျိုးအချိန်ကြာကြီးတောက်လို့ရှိရင်ခန္ဓာကိုယ်မှာဒုက္ခတွေအများကြီးဖြစ်လာနိုင်တယ်ကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်ပထမဦးဆုံးအနေနဲ့တက်ဆာရဲ့ကောင်းကျိုးတွေကိုရှင်းပြခြင်းပါတယ်တက်ဆာရဲ့ကောင်းကျိုးတွေကတော့နံပါတ်1ချက်ခန္ဓာကိုယ်မှာဆိုလို့ရှိရင်အယောင်ကျစေတဲ့အာနိသင်ရှိတယ်ခန္ဓာကိုယ်မှာရောင်ရဲမှုတွေကိုတက်တာစေတာကိုတွေ့ရတယ်နံပါတ်2ချက်ကတော့ကြိုက်ခဲနာခြင်းတက်တာစေတဲ့အာနိသင်ရှိတယ်ဒါကြောင့်မလို့ဒူးနာတယ်ခါးနာတယ်ဆိုလို့ရှိရင်တက်ဆာကိုအချိန်ကြာကြီးဆွဲတောက်လို့ရှိတာကိုတွေ့ရတယ်နံပါတ်3ချက်ကတော့ allergy ကိုတက်တာစေတယ်ဒါကြောင့်မလို့ရားလို့ရှိရင်တက်ဆာကိုတောက်ကြလေးရှိတယ်နောက်ပြီးလို့ရှိရင် asthma လို့ခေါ်တဲ့ရင်ကျက်ပန်းနာမှာလည်းတက်ဆာကိုသုံးလို့ရတယ်ပြီးလို့ရှိရင်ကင်ဆာယောဂတွေလေးဖက်နာယောဂတွေနဲ့ autoimmune ယောဂတွေမှာလည်းတက်ဆာဆိုလို့ရှိရင်အတော်လေးကိုအသုံးဝင်တဲ့ဆေးတစ်ခုဖြစ်ပါတယ်အဲ့လိုမျိုးကောင်းကျိုးတွေအများကြီးပေးတဲ့ဆေးကိုပေါ့နော်လွဲမှားစွာနဲ့ရေရှည်တောက်လို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့နံပါတ်1ချက်ကိုယ်ခံအားတွေကျလာမယ်ကိုယ်ခံအားတွေကျလာပြီးတော့ခန္ဓာကိုယ်မှာယောဂတွေခဏခဏဝင်လာမယ်နံပါတ်2ချက်ကူရှင်းစင်ဒရုံဖြစ်လာမယ်သူ့မှာဆိုလို့ရှိရင် moon face လို့ခေါ်တဲ့မျက်နှာကြီးကဖောင်းဖောင်းကြီးဝဝကြီးဖြစ်လာမယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ကြီးကဝလာတယ်ပေါ့နော်တကယ်တော့ဝလာမဟုတ်ဘူးခန္ဓာကိုယ်ကဖောတယ်ပွားတယ်ပေါ့နော်ဒါလူတွေကဝတယ်ဆိုပြီးတော့အထင်မှားတာဖြစ်တယ်နောက်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အရည်ပြားတွေပါလာမယ်သွားထိမိတာနဲ့ bruise လို့ခေါ်တဲ့ဒီအညိုမဲတွေပေါ်တာမျိုးတွေကိုကြုံတွေ့ခံစားနိုင်တယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်မှာအမွှေးရရှည်လာတယ်ပေါ့နော်သူသဖြင့်တော့အမျိုးသမီးတွေမှာပို့ပြီးတော့ကြုံတွေ့ခံစားရတယ်ပေါ့နော်ဒီမျက်နှာတွေမှာဆိုလို့ရှိရင်အမွှေးထွက်လာမယ်နှာခမ်းမွေးထွက်လာမယ်ဒါမျိုးတွေကိုကြုံတွေ့ခံစားမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့အယိုးတွေပွာလာတယ်ပေါ့နော်ဒီတက်ဆာတွေကိုအချိန်ကြာကြီးတောက်လို့ရှိရင်ခန္ဓာကိုယ်မှာအယိုးပွာလာပြီးတော့နည်းနည်းထိမိခိုင်းမိတာနဲ့အယိုးကျိုးလွယ်မယ်ဒါမျိုးတွေကိုကြုံတွေ့ခံစားတတ်တယ်နံပါတ်4ချက်ကတော့သွေးတိုးတွေစီးကြိုတွေဖြစ်လာနိုင်တယ်တကယ်လို့ကိုယ်မှာအရင်တော့သွေးတိုးစီးကြိုမရှိဘူးဆိုရင်တောင်မှတက်ဆာကိုအကြိုက်တောက်လို့ရှိရင်ခန္ဓာကိုယ်မှာသွေးတိုးတွေစီးကြိုတွေဖြစ်လာနိုင်တယ်တကယ်လို့ကိုယ်မှာသွေးတိုးတွေစီးကြိုတွေအစရရှိမယ်ဆိုလို့ရှိရင်သွေးပိုတိုးလာမယ်စီးကြိုတအားတက်လာပြီးတော့လေဖြတ်မယ်ဒါမျိုးတွေကိုပါကြုံတွေ့ခံစားနိုင်ပါတယ်နံပါတ်5ချက်ကတော့ခန္ဓာကိုယ်ရဲ့ကိုရင်းအင်္ဂါတွေထိခိုက်ပျက်စီးလာမယ်အဓိကအားဖြင့်တော့ကြောက်ကက်ထိမယ်ကြောက်ကက်ပြက်မယ်အဆိုင်ရောင်မယ်အဆိုင်မှာအနာဖြစ်မယ်အဆိုင်သွေးကြောပေါက်မယ်သွေးအံမယ်ဒါမျိုးတွေကိုကြုံတွေ့ခံစားတတ်ပါတယ်အဲ့တော့ဒက်ဆာဆိုတဲ့ဆေးကဆရာဝန်ရဲ့ညွှန်ကြားမှုနဲ့တောက်မယ်ဆိုလို့ရှိရင်တကယ်ကိုကောင်းကျိုးအများကြီးပေးတဲ့ဆေးဖြစ်ပြီးတော့ကိုယ်သဘောနဲ့ကိုအချိန်တိုင်းတောက်လို့ရှိရင်ခန္ဓာကိုယ်ဒုက္ခတွေအများကြီးပေးရဆိုတာကိုအားလုံးကိုသိထားစေချင်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့အချိန်စပြီးတော့ဒက်ဆာကိုလုံးဝမတောက်ပါနဲ့ဆက်ဆေးတွေလုံးဝမတောက်ပါနဲ့တကယ်လို့ကိုကဒက်ဆာကိုအချိန်ကြာကြီးတောက်နေရဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှဒက်ဆာကိုဖြည်းဖြည်းချင်းဖြတ်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကြည့်ရအကျိုးရှိရဆိုရင်ရက်ဆိုမှန်းခဲ့ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာနိုင်ရဲသူဖြစ်ပါတယ်ခင်ဗျာ